အသက်82နှစ်အရွယ်ရှိတဲ့အဖွားတယောက်ဟာရုတ်တရက်မိနစ်ပိုင်းအတွင်းမှာမလေးရှားနိုင်ငံရဲ့မီလီယံနာတယောက်ဖြစ်သွားတယ်ကျွန်တော်အခုလိုပြောရတဲ့အားလုံးရဲ့စိတ်ထဲမှာတော့ဟာမဖြစ်နိုင်ဘူးလူတယောက်ခါမိနစ်ပိုင်းအတွင်းမှာမီလီယံနာတယောက်ဖြစ်သွားတယ်ဆိုတော့တနည်းပဲရှိတယ်ကံကောင်းပြီးတော့ထိထပေါက်တာအဲဆိုရင်တော့ဖြစ်နိုင်တယ်ဒါမျိုးတွေးကြပါပဲတကယ်လည်းဟုတ်ပါတယ်ဒီအဖွားဟာဆိုရင်မလေးရှားနိုင်ငံမှာရှိတဲ့ထီတိုင်ကြီးတစ်ခုကနေပြီးတော့ချက်ပုတ်ပေါက်ပြီးတော့မီလီယံနာတယောက်ဖြစ်သွားတာပါသူပေါက်သွားတဲ့ရက်ကလည်းလွန်ခဲ့တဲ့ရက်ပိုင်းပဲရှိသေးပါတယ်ရက်အတိအကျနဲ့ဆိုတော့28ရက်တလ2026မှာသူ့ရဲ့ကန်တရားကြီးကပြောင်းလဲသွားပြီးတော့မလေးရှားနိုင်ငံရဲ့မီလီယံနာတယောက်သူဖြစ်ခဲ့တယ်သူကအဲ့ဒီထီကိုအခုပေါက်ခဲ့ရတော့မဟုတ်ပါဘူးသူက1980ခုနှစ်ကနေပြီးတော့သူကအဲ့ထီကိုစထိုးခဲ့တယ်ယခုချိန်ထိတိုင်အောင်ပေါ့ကျွန်တော်တို့နှစ်နဲ့တွက်မယ်ဆို46နှစ်နီးပါးလောက်သူထိုးခဲ့တာပေါ့သူထိုးခဲ့တဲ့ထီကတော့Toto System 10 Lucky Pick Ticket ကိုသူဝယ်ယူပြီးတော့ထိုးခဲ့တာဖြစ်ပါတယ်ဒီလိုကနန်းအများကြီးကပေါက်ဖို့ဆိုတာလုံးဝမလွယ်ကျွန်တော်တို့ 4D 5D တွေ 6D တောင်မလွယ်တာဒါဆိုတော့ဝေးပေါ့နော်ဒါကကိုကအရန်ကိုကန်ကောင်းတဲ့ချိန်မှာမှကိုကအဲ့လိုမျိုးပေါက်တတ်တဲ့ထီအမျိုးအစားပေါ့နော်သူကတော့သူ့ရဲ့ဘဝကကန်တရားလည်းသူပါလာတာပေါ့နော်သူဒီလိုမျိုးမီလီယံနာတယောက်ဖြစ်ဖို့ဆိုတဲ့ကန်တရားပါလာဒါမဲ့လည်းသူက82နှစ်အရွယ်ရှိသွားပြီပေါ့နော်ကျွန်တော်ဒီမလေးရှားမှာရှိတဲ့တရားဝင်ဖွင့်ထားတဲ့ထီတိုင်းနေပေါ့နော်အဲ့ကနေထွက်တဲ့ထီ result တရားဆိုရင်ည8နာရီခွဲကနေဒီ9နာရီခွဲထီဆိုရင်သူကအပြီးထွက်ပြီအဲ့လိုမျိုးညပိုင်းမှာထွက်တာဖြစ်တယ်ပေါ့နော်ထွက်ချင်းမှာပဲသူပေါက်တာသူတိရဒါပေမဲ့သူလုံးဝမယုံနိုင်ဘူးလေသူလုံးဝအိတ်လို့လည်းမရဘူးသူအိတ်လို့လည်းမပြောသူလုံးဝမယုံနိုင်ဘူးဒါအိမ်မက်လားပါလားပေါ့သူလက်မခံနိုင်ဘူးသူအဲ့ဒီထီလက်မက်ကိုပဲထုတ်လိုက်တိုက်လိုက်ထုတ်လိုက်တိုက်လိုက်နဲ့သူလုံးဝအိတ်မပြောဘူးတဲ့အဲ့နဲ့သူမနဲ့လည်းရောက်တော့ငါတေးချပြန်တိုက်မယ်ကွာဆိုပြီးတော့သူတလုံးကြီးစီပြန်တိုက်တာတေးချလေးကိုပြန်တိုက်တဲ့ချိန်ကျတော့တကယ်ပဲသူပေါက်နေတော့သူအရန်အောင်ပြောသွားတယ်ပေါ့ဒီအဖွားဆိုရင်မလေးရှားနိုင်ငံမှာရှိတဲ့ပီနန်းမြို့မှာနေထိုင်တဲ့အဖွားတစ်ယောက်ဖြစ်တယ်ပေါက်သွားတဲ့ဂျပော့စုငွေပမာဏတော့မလေးရှား ringgit တန်း40ကျော်ရှိပါတယ်အတိအကျတော့ကျွန်တော်အပေါ်မှာစာတန်းနဲ့ပဲထိုးပေးလိုက်မယ်နော်တန်း40ကျော်သူကပေါက်သွားခဲ့တယ် bonus အနေနဲ့ကလည်း3,900ကျော်ပြန်ရရှိတယ်အဲ့တော့စုစုပေါင်းအနေနဲ့ကတော့တန်း40.29မီလီယံကျော်ပေါ့အဲ့လောက်သူရသွားခဲ့တယ်အဲ့တော့မိနစ်ပိုင်းအတွင်းမှာသူကမလေးရှားနိုင်ငံရဲ့မီလီယံနာတယောက်ဖြစ်သွားခဲ့တယ်သူအနေနဲ့တင်းစာတစ်ခုမှသူပြောကြားခဲ့ရတော့ရှေ့လျှောက်လဲသူဒီလိုမျိုးတာမန်ရိုးရှင်းရှင်းပဲသူနေထိုင်တော့မယ်လို့သူပြောကြားခဲ့တယ်ဒီအဖွားရဲ့အမျိုးသားလည်းဒီလိုပြန်ပြောကြားခဲ့ပေါ့ကျွန်တော်တို့မှာဘာလေလုပ်မယ်ဆိုတဲ့ဒီလိုကြီးကြီးမားမားအစီအစဉ်တွေပါတယ်ကျွန်တော်တို့မှာမရှိဘူးနောက်မှအခုလိုပေါက်သွားတာကလည်းသူ့မိန်းမကဒီလိုဝါနာအရာအပျော်ထိုးရင်းကနေဒီလိုမျိုးပေါက်သွားခဲ့တယ်အဲ့တော့သူတို့မှာဘာတွေလုပ်မယ်ဘလို့အစီအစဉ်အကြီးကြီးတွေဆွဲမယ်ဆိုတဲ့အစီအစဉ်တွေသူတို့မှမရှိပါဘူးတဲ့နောက်မှအဖွားလည်းပြောသွားသေးတယ် Chinese New Year လည်းရောက်တော့မယ်ဆိုတော့သူအန်ပေါင်းတွေကိုသူပေးသွားမယ်နောက်ပြီးတော့စုငွေပမာဏတချို့လည်းသူ့ရဲ့မိသားစုဝင်တွေကိုသူခေါ်ဝယ်ပေးသွားမယ်ကျန်တာတွေကိုတော့သူတို့လင်မယားနှစ်ယောက်ရှေ့ရေးအတွက်သူတို့တုံးဆွဲသွားမယ်ဆိုပြီးတော့သူဒီလိုမျိုးဖြေချခဲ့တယ်ပေါ့နော်ဒီအဖွားပေါက်ခဲ့တဲ့ထီစုငွေပမာဏဆိုရင်မလေးရှားတမိုင်းတစ်လျှောက်မှာဆိုရင်အမြင့်ဆုံးစုငွေပမာဏဖြစ်တယ်ကဲမိတ်ဆွေအနေနဲ့မိတ်ဆွေကဒီအဖွားလိုမျိုးချက်ပေါ့ကန်ထူးရှင်ကြီးဖြစ်သွားပြီးတော့ရုတ်တရက်မီလီယံနာတယောက်ဖြစ်သွားမယ်ဆိုရင်မိတ်ဆွေနဲ့ဘာလုပ်မလဲကဲကျွန်တော်ကိုတစ်ချက်လောက် comment မှာရေးခဲ့ပေးပါ Subscribe to my channel.